အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲကိုလင်းရဲ့ဒူရီလက်ကေးလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုမှအားလုံးကိုပြန်လည်ပြီးတော့ຫນွေထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါเนาะကိုလင်းကခုတွေ့ပြီးမြင်ဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးတွေပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်เนาะကဲအားလုံးပဲမင်္ဂလာပါเนาะဗီဒီယိုလေးကိုမရစ်မကြော်ပဲနဲ့တေးသေးချာချာလေးပြီးဆုံးအောင်ကြည့်ပေးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကဲကျွန်တော်တို့မနက်ဖြန်24ရက်เนาะ24ရက်8လပိုင်း2026တနင်္လာနေ့ကိုကျွန်တော်တို့သွားမယ်เนาะကျွန်တော် break လေးပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒါနေတိုက်ကလေးပေးမယ်ပေါ့เนาะကဲအဲ့ဒါလေးမပြောခင်ကျွန်တော်လာမယ့်ဘက်မှာဒီဖောင်းရက်ပိတ်ရက်လုံးဝမရှိပါဘူးခင်ဗျာเนาะလေးလုံးခွေကိုဖြုံးမဲ့သူတွေကနန်း6ခွက်ထဲနဲ့ဖြုံးမဲ့သူတွေเนาะဒီညာလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို17ခွဲလောက်ထိเนาะ17ခွဲလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်เนาะကိုလေးရဲ့ဖုန်းနံပါတ်ကတော့3996101026ကဲ39968168868853เนาะ iPhone လေးနှလုံးကိုဒီညာလဲဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်မနက်ဖြန်မနက်ကို17ခွဲလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်เนาะလေးလုံးခွေနဲ့ဖြုံးမဲ့သူတွေအဖွက်ဝင်မဲ့သူတွေเนาะဟုတ်ပြီလားကိုလင်းရဲ့ဖုန်းနံပါတ်ကတော့996နဲ့စားတဲ့နံပါတ်က981နဲ့စားတဲ့နံပါတ်ကကိုလင်းစစ်ကိုင်းတဲ့ဖုန်းနံပါတ်ပါနောက်တစ်ခုကလည်းကျွန်တော်အခုဒီဗီဒီယိုတင်ပြီးသွားရင်ဒီဗီဒီယိုရဲ့ comment မှာလည်းကျွန်တော်ဖုန်းနံပါတ်ကိုပင်ထောက်ပေးထားပါမယ်နောက်ပြီးကျွန်တော်အကောင့်လေးလည်းကျွန်တော်ပို့တင်ပေးထားပါတယ်เนาะဟုတ်ပြီလားလေးလုံးကိုဖြုံးမဲ့သူတွေကနန်း6ခွက်ထဲနဲ့ AACD အပတ်တိုင်းမှာ okay မှာဆိုပြေမဲ့သူတွေเนาะအားလုံးပဲအားလေးတော့ဥသာပထမပြောချင်ပါတယ်เนาะကဲဒါပြီးကျွန်တော်တို့ break လေးအရင်သွားမယ်เนาะမနေ့ကကျွန်တော်24ရက်8လပိုင်း2026เนาะဗုဒ္ဓဦးမကျော် break လေးသွားမယ်ဗျာเนาะရှင်းတဲ့ဘက်ကတော့ကျွန်တော် break ပေးတာ2ကွက်လောက်ထွက်တယ်เนาะ break ကြီးကတင်ကွက်ကเนาะအဲကြောင့် break လေးကျွန်တော်ပေးပါမယ်เนาะကျွန်တော်တနင်္လာအင်္ဂါဗုဒ္ဓဦး3ရက်အတွင်းမှာဘယ် break လေးကိုလင်းကကြိုက်လဲဆိုရင်2 break 9 break ပါเนาะ2 break 9 break ဆိုတဲ့ break လေးတွေကိုကြိုက်ပါတယ်เนาะ2 break 9 break ပါဒီဘက်မှာဖောင်းရပိတ်ရလုံးဝမရှိပါဘူးခင်ဗျာเนาะ9ရက်လုံးအပြည့်ဖြုတ်ရမှာပါအဲ့ဒါကြောင့်မလို့เนาะဗုဒ္ဓဦးမကျော်ကိုလင်းထုတ်ပေးထားတဲ့ break ကတော့2 break 9 break ပါเนาะကဲ2 break 9 break မှာကိုလင်းကဘာလေးတွေပိုကြိုက်လဲဆိုရင်20 25 80 95ပိုကြိုက်ပါတယ်20 2 break 25 9 break 80 9 break 95 2 break အဲ့ဒါလေးတွေကိုပိုကြိုက်ပါတယ်เนาะပရိသမားတွေ break ကတော့2 break 9 break ပါအဲ့မှာကိုလင်းအကြိုက်ဆုံးကတော့20 25 80 95ဆိုတဲ့ break ရဲ့တင်ခွက်တွေကိုပိုကြိုက်ပါတယ်เนาะကဲအဲ့ဒါပြင်ကျွန်တော် break ပြီးရင်နေတိုင်းလေးသွားမယ်เนาะကတင်နာလေး7နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့၄ကိုဝမ်းချင်းဖြစ်ပါတယ်เนาะ၄ကိုအချိန်မှာเนาะ၄ကိုဝမ်းချင်းဖြစ်ပါတယ်တင်နာလေးနေကုံမှာကြောက်ကြမယ်ဆိုတဲ့ဝမ်းချင်းကလည်း၄ကိုပဲကိုလင်းတင်နာလေး7နာရီ10မိနစ်ကိုကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကလည်း၄ကိုပဲเนาะတင်းနိုင်နေကောင်မှာကြောက်ကြမယ်ဟိုရင်တော့ပေးတဲ့ဝမ်းချင်းကလည်း၄ကိုပဲကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကလည်း၄ကိုပဲเนาะအဲ့ဒါ၄ကိုဝမ်းချင်းဖြစ်ပါတယ်ပေါ့เนาะ၄ကိုဝမ်းချင်းမှာကျွန်တော်ကိုလေးကနေ၄နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်4 1 4နဲ့4 3 4 8เนาะ၄နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်4 1 4နဲ့4 3 4 8 9နဲ့ပတ်သက်လာရင်9 2 9 3 9 5 9 8เนาะ9နဲ့ပတ်သက်လာရင်9 2 9 3 9 5 9 8เนาะ9 2 9 3 9 5 9 8ကဲအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီကတော့83တကီဖြစ်ပါတယ်เนาะကျွန်တော်ရဲ့စိန်မာစတာကီကတော့83တကီဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ဒင်းနာနေအတွက်စိန်မာစတာကီရှေ့တစ်ဘက်ကကျွန်တော်ရဲ့စိန်မာစတာကီက9ရက်လုံးမှာ okay တယ်အပီးတွေလည်းပြီးတယ်စိန်မာစတာကီးရနော်ဒီဘက်မှာလည်းအဲ့လိုမျိုးလေးပဲသွားမယ်နော်ဟုတ်ပြီလားနော်စိန်မာစတာကီးကတော့83တကီဖြစ်ပါတယ်နော်ကဲအဲ့ဒါပြီးရင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော်ကဲကျွန်တော်ကြိုက် main တင်ကွက်ကတော့28ကဲ29ရဲ့39ရဲ့ဖြစ်ပါတယ် main တင်ကွက်နော်28 29 39 main or တင်ကွက်နော်28ကဲ29ရဲ့39ရဲ့ကတော့ main တင်ကွက်ဖြစ်ပါတယ်เนาะ28 29
39 main တင်ခွက်အပူထိုးမဲ့သူတွေငါအပူတတိထားပါနော်အပူထိုးမဲ့သူတွေငါဘူးတဘူးကြိုက်တယ်ဗျအပူထဲမှာမှနော်ငါဘူးတဘူးကြိုက်တယ်အပူထဲမှာဆိုလေငါဆိုတဲ့အပူကိုလည်းကြိုက်တယ်အပူထဲမှာဆိုနော်တကယ်လို့သာဆင်းလာခဲ့မယ်ဆိုရင်အရင်တော့စိုက်တာပေးမယ်ဆိုရင်90ရဲ့9ရဲ့9ခွန်ရဲ့အဲ့ကနန်း3ခွက်တတိထားပါနော်ကျွန်တော်ကြိုက်တယ်9လာမယ်ဆိုရင်နော်90ရဲ့9ရဲ့9ခွန်ရဲ့တတိထားပါ9ကြိုက်တဲ့သူတွေနော်ကျွန်တော်အဲ့ထဲမှာ9ကိုအကြိုက်ဆုံးပေါ့နော်ဒါလေးကတော့ဘယ်လိုပြောရမလဲဗုဒ္ဓဦးမကြော်တော့ပေါ့ဗျာ9ကြိုက်တဲ့သူတွေပေါ့9များကြလာခဲ့မယ်ဆိုကျွန်တော်9နဲ့ပတ်သက်လာရင်ဘာလေးတွေကိုပိုကြိုက်လဲဆိုဗုဒ္ဓဦးမကြော်မှာ90ရဲ့9ရဲ့9ခွန်ရဲ့အဲ့ဒါလေးကြိုက်တယ်တတိထားဟုတ်ပြီလားနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲအဖို့ဝင်မဲ့သူတွေက၄လုံးခွေနဲ့ဖြုံးမဲ့သူတွေကကနန်း6ခွက်နဲ့ဖြုံးမဲ့သူတွေကဒီညာလဲဝင်လို့ရတယ်မနက်ကို17ခွဲလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးလာပါတယ်ကျွန်တော်အခုဒီဗီဒီယိုတင်ပြီးဒီဗီဒီယိုရဲ့ comment ထဲမှာလည်းကျွန်တော်ဖုန်းနံပါတ်ကိုပင်ထောက်ပေးထားမယ်ကျွန်တော်အကောင့်နေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဒီဗီဒီယိုမြင်တဲ့ခုနှစ်သားမီလူပုဂ္ဂိုလ်များအားလုံးပဲမနက်ဖြန်တင်းနာလေးကိုအားလုံးပဲမင်္ဂလာရှိနဲ့ okay မှာဆိုပေးကြပါသေးလို့ကိုလင်းနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ good night ပါအိမ်မက်လာမကြပါသေးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ